နေတိုင်းအချိန်တိုင်းစိတ်ကိုကြည့်ပြီးတော့သိပြီးတော့မကြညှိပြီးနေဖို့လိုပါတယ်အခုခေတ်ဥပမာနဲ့ပြောရရင်တချို့အိမ်တွေမှာ atomic voltage regulator ဆိုတာသုံးတယ်အဲ့ဒီစက်ကလျှက်စစ်မီးပိုအားကိုညှိပေးတယ်ထိန်းပေးတယ်များလာရင်လျှော့ပေးတယ်နေသွားရင်တိုးပေးတယ်အဲ့ဒီ atomic voltage regulator လိုပဲတတိဆိုတာလဲစိတ်ကိုညှိပေးတယ်ထိန်းပေးတယ်ခံစားမှုတွေစိုးရိမ်တာတွေကြောက်တာတွေအားငယ်တာတွေလုံးမသွားအောင်ထိန်းပေးတယ်ကိုယုံကြည်မှုတိုးလာအောင်စိတ်အေးချမ်းမှုတည်ငြိမ်မှုတိုးလာအောင်ပြဿနာတွေကိုမှန်ကန်မြင်နိုင်တဲ့ဉာဏ်မြင်တိုးလာအောင်လုံနိုင်တဲ့လောက်ကိုလှုပ်ပြီးတော့ဖြစ်လာတဲ့အခြေအနေကိုရင်းချက်တဲ့စိတ်နဲ့လက်ခံနိုင်အောင်စိတ်အားကိုမြင့်ပေးတယ်စိတ်ကိုဒီလိုတတိနဲ့ကြည်ပြီးညှိပြီးတဲ့လေးခြင်းမရှိရင်စိတ်ရတကြများနေရင်ဘဝမှာနေရထိုင်ရတာလုံရကန်ရတာအဆင်မပြေဘူးဆက်ဆံရေးတွေလည်းကမဖြစ်တတ်တယ်ကျမ်းမာရေးပညာရေးလူမှုရေးစီးပွားရေးအောင်မြင်ရေးတွေအားလုံးထိခိုက်တယ်ဒါကြောင့်ကိုဘဝမှာအစရအဆင်ပြေခြင်းကိုစိတ်ကိုတတိနဲ့ကြည်ပြီးညှိပေးတတ်တဲ့ပညာကိုတက်အောင်သင်ဖို့နဲ့အမြဲတမ်းတတိနဲ့နေဖို့လိုတယ်အလေးချင်းရသွားရင်မခက်ဘူးဒါတခုကိုနိုင်နင်းလုံနိုင်ရင်ဘဝမှာတွေ့ရတဲ့အခက်အခဲတွေဟာညံပါကစားရတဲ့ကစားနည်းတစ်ခုလိုဖြစ်လာတယ်နားလည်နိုင်တဲ့အရေးချင်းကိုင်တွယ်နိုင်တဲ့အရေးချင်းလက်ခံနိုင်တဲ့အရေးချင်းတွေတိုးလာလို့ဘဝကိုအပေါ်စီးကကြည့်ပြီးပိုင်နိုင်နေသွားနိုင်တဲ့ inspiring living ဘဝနေချမ်းမြေ့သူဖြစ်လာမယ်